တစုံတစ်ခုတော့အကြောင်းအရာကိုကြွတင်ပြင်ဆင်နိုင်ဖို့နဲ့လက်ခံနိုင်စေဖို့ဒီနေ့မှာလူသားရဲ့နောက်ဆုံးတိုက်ပွဲခီးအကြောင်းကိုအမှတ်မိတာလေးကိုပြန်လည်မျှဝေပေးတော့မှာပဲဖြစ်ပါတယ်နှလုံးမခိုင်တော့လူများနဲ့ကြောက်တတ်သူများမကြည့်ဖို့ကြိုတင်တတိပေးအပ်ပါတယ်ဟုတ်ကဲ့ကြည့်ချင်တယ်ဆိုရင်လည်းကြည့်လို့ရပါတယ်ကျွန်တော်တို့ဆက်လိုက်ရအောင်1 2 3အိမ်မက်လားတကယ်လားလူတွေတဖြည်းဖြည်းနဲ့ကြက်ပြောင်းငပြောင်းဖြစ်ကုန်ကြတယ်လူသားနဲ့အဆက်ချင်းမရှိတော့အခြေအနေပုံစံတစ်ခုမှာတကားကြီးတစ်ခုဝင်သွားတယ်သက်ရှင်နေထိုင်ခြင်းနဲ့ဆက်ဆိုင်ခြင်းမရှိတော့သစုံတစ်ခုဝင်ရောက်လာခဲ့တယ်လိုချခြင်းအသွေးတစ်ခုလားစိတ်ဝိညာဉ်ပေါ်ပါသွားတယ်မျက်လုံးအကြောင်းသားနဲ့နားလည်ခြင်းမရှိသုံးကန်ကြောက်ကန်နေဖို့ခွန်အားမရှိတော့ပြီလက်ခံလိုက်နိုင်ခြင်းထိတ်လန့်သုံးလုံးချချရှိရာဘာမှမရှိတော့ပြီနောက်ဆုံးနေ့ရက်များအတွင်း၌နောက်ဆုံးနှုတ်ဆက်ခြင်းနဲ့နောက်ဆုံးရုန်းကန်လျက်ရှိချိန်အပြီးအားလုံးအေးဆက်သွားသည်တို့နဲ့အနီးဆက်အရင်နီးဆုံးသောအရာရုပ်ခန္ဓာကြီးတာထင်သာမြင်သာရှိတော်သည်သူပဲစီတို့နီမချက်မွေကြွေလက်โอเคအခုကတော့နှုတ်တစ်ခုကိုဖတ်ပြပေးထားခြင်းပဲဖြစ်ပါတယ်ပုံပြင်အနေနဲ့မယူလို့ရပါတယ်တွေးစရာတစ်ခုရမယ်ဆိုရင်ကွန်မန့်ပေးခဲ့ပေးလို့ရပါတယ်โอเคအားလုံးကိုကျေးဇူးတင်ပါတယ် Thank you so much for watching see you in the next video goodbye